အိုမင်းနဲ့အမျိုးသမီးတစ်ယောက်မနက်ဆူတောင်းကန်တဲ့ကိုဆူတောင်းပြီးအကျွေးစစ်ပစ်ချမဲ့အချိန်မှာသူမလက်ထဲကရွမ်20တန်ငွေဆက်ကူလွင့်ထွက်ပြီးကန်အောက်သို့ကျသွားခဲ့တယ်။သူမမစင်စားပဲကန်ထဲကိုခုန်ချလိုက်တယ်။ပတ်ဝန်းကျင်ကလူတွေဟာချက်ချင်းဝေဖန်စကားတွေထုတ်ကြတယ်။ပတ်စံအတွက်ဒီလောက်တောင်လုပ်ဖို့လိုသလား။ဆူတောင်းကန်ထဲကငွေကိုယူတာဆိုတာခိုးတာပါပဲ။ဒါပေမဲ့လူတစ်ယောက်ကသူမကိုမှတ်မိသွားတယ်။ဒီအမျိုးသမီးကိုသတင်းထဲမှာတွေ့ဘူးတယ်။သမီးရဲ့နှလုံးခွဲစိတ်ကူတာဖို့အလုံ9ခုတောင်လုပ်နေတဲ့သူပါသူမခိုးမဲ့သူမဟုတ်ပါဘူး။အဲ့ဒီစကားကြားလိုက်ချိန်မှာဘုန်းကြီးကျောင်းထဲကအကြီးတန်းဘုန်းကြီးတစ်ပါးတဖြည်းဖြည်းလမ်းလျှောက်ထွက်လာတဲ့လူငယ်ဘုန်းကြီးတစ်ပါးကကန်ထဲကငွေပြားတွေကိုပုံနှပုံနဲ့ယူထုတ်လာတဲ့ဘုန်းကြီးကအဲ့ဒီငွေတွေကိုအမျိုးသမီးလက်ထဲထည့်ပေးလိုက်တယ်။ကယူနာဟာဆူတောင်းထက်ပိုကြီးမားတဲ့ဒီငွေကိုသမီးရဲ့ကုသမှုအတွက်ယူသွားပါကောင်းမှုလုပ်ခြင်းကဆူတောင်းခြင်းထက်ပိုအရေးကြီးတယ်။လူအုပ်စုကစိတ်ထိခိုက်သွားပြီးသူမကိုထပ်မံကူညီငွေပေးကြတယ်။သူမမျက်လုံးတွင်မျက်ရည်ပြည့်လာပြီးမကြာခဏငုံကကျေးဇူးတင်နေခဲ့တယ်။ဒါပေမဲ့ရုတ်တရက်သူမရဲ့သမီးကရင်ဘတ်ကိုဖိကင်ပြီးလဲကျသွားတယ်။နှလုံးရောဂါပြန်လဲပြင်းထန်လာခဲ့တာ။အားလုံးကအလင်းအမြန်ဆေးရုံသို့ပြေးသွားကြတယ်။ဆရာဝန်ကပြောတယ်ခွဲစိတ်လုပ်လိုက်ရင်ကောင်းနိုင်တယ်ဒါပေမဲ့ရွမ်2သိန်းလိုတဲ့3ရက်အတွင်းစုရမယ်အချိန်မစောင့်နိုင်ဘူး။သူမအတွက်ဘဝတစ်ခလုံးနဲ့တိုက်ပွဲဝင်ရမယ်3ရက်။သူမစိတ်တည်ငြိမ်စွာဆုံးဖြတ်လိုက်တယ်။ရေပုံးကြီးတွေထမ်းတယ်။လမ်းမပေါ်မှာကြော်ညာစာရွက်တွေဖြတ်နေအလုရှိသမျှလုပ်တယ်ပင်မမစင်စားဘူးနာကျင်မစင်စားဘူးတနေ့မှာအဆောက်အဦမြင့်တွေပြုပြင်ထိန်းသိမ်းတဲ့အပိုင်းအလုပ်လုပ်ရင်းနေအောင်ပြင်းတဲ့မြေပြင်ကနေအလွန်မြင့်တဲ့နေရာမှာလုံနေချိန်ခြေလန်းလွဲပြီးရှော့ကျသွားခဲ့တယ်ဒါပေမဲ့သူမကျသွားတဲ့နေရာကတထေးရဲ့အစည်းအဝေးခန်းပြတင်းပေါက်ရှိတထေးကချက်ချင်းသူမကိုကဲတင်ခိုင်းတယ်အခန်းထဲယူလာချိန်သူမရဲ့ပထမဆုံးစကားကကျမကိုအလုံးမထုတ်ပါနဲ့သမီးခွဲစိတ်ဖို့ဒီပတ်စံလိုအပ်ပါတယ်ဆိုပြီးဒူးထောက်ကခေါင်းငုံခဲ့တယ်။အဲ့ဒီအချိန်မှာတထေးရဲ့နှလုံးထဲတစ်ခုခုလှုပ်ရှားသွားတယ်။သူ့မိခင်ကိုတတိယသွားတယ်။အဲ့ဒီအချိန်မှာမေမေဒီလိုတာဝန်ယူခဲ့ရင်ငါညီမတည်သွားမှာမဟုတ်ပါဘူး။ဒါပေမဲ့သူမသိခဲ့တာကသူ့ရှေ့မှာဒူးထောက်နေတဲ့အမျိုးသမီးဟာသူ20လုံးလုံးရှာနေခဲ့တဲ့မိခင်ဖြစ်နေတယ်ဆိုတာ20အရင်ဒီမိခင်ကနှလုံးရောဂါရှိတဲ့ကလေး2ယောက်ကိုတယောက်တည်းပြုစုခဲ့တဲ့ဘဝကခက်ခဲပေမဲ့သူမမလက်လွတ်ခဲ့ဘူး။သူမလက်နဲ့လက်ဆွဲတူ2ခုလုပ်ပြီးကလေး1ယောက်စီကိုဝတ်ပေးခဲ့တယ်။တနေ့မှာအိမ်နီးချင်းကပြောလာတယ်ချမ်းသာတဲ့ဇနီးမောင်နှံ2ယောက်ကကလေး1ယောက်ကိုမွေးစားမယ်သူ့နှလုံးရောဂါကိုကုသပေးမယ်လို့ကတိပေးထားတယ်သူမကလေးတွေကိုမခွဲချင်ခဲ့ဘူးဒါပေမဲ့သူ့သားကရုတ်တရက်နှလုံးရက်တန့်တယ်လို့ဖြစ်ပြီးဆေးလဲကုန်နေခဲ့တယ်သားအသက်ကိုကယ်ဖို့သူမနာကျင်စရာဆုံးဖြတ်ချက်ချခဲ့ရတယ်သားကိုကယ်ဖို့အတွက်သူမသဘောတူလိုက်တယ်အမေဖြစ်သူဟာသားကသူမကိုမှုံသွားစေရန်သူမကောင်းကင်လောက်ခါးသီးတဲ့စကားတွေပြောခဲ့တယ်နင်ကဝင်ထုတ်ဝင်ပိုးပဲဆက်ထားရင်ဒီမိသားစုပျက်စီးသွားမယ်ဒီကနေထွက်သွားဘယ်တော့မှပြန်မလာနဲ့တားကမျက်ရည်နဲ့လက်ဆွဲကိုဖိကင်ပြီးထွက်သွားခဲ့တယ်ယခုသူ့ရှေ့မှာဒူးထောက်နေတဲ့အမျိုးသမီးရဲ့လက်ဆွဲကိုတထေးမြင်လိုက်တဲ့အချိန်သူ့လက်ဘင်းမှာဝတ်ထားတဲ့လက်ဆွဲနဲ့တူတူဖြစ်နေတယ်အမှန်တရားကအချိန်မရွေးပေါက်ကွဲတော့မယ်နောက်ပိုင်းသိချင်ရင်ပတ်နှက်လို့ရေးပါ